ရခိုင်ပြည်အတွင်းအခုရပိုင်းမှာမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်ကြောက်တော်မြောက်ဦးမင်းပြနဲ့မောင်တော်မြို့နယ်တွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပါတယ်။ရခိုင်ဒေသနဲ့မှာပြီးခဲ့တဲ့ဇူလိုင်လ4ရက်နေ့ကစပြီးဒီကနေ့အထိမိုးသေးတဲ့ဇော်ရွာသွန်းနေတာဖြစ်ပြီးမြင်းနှိမ်ပိုင်းဒေသတွေနဲ့မြေရှောင်းနီးကကြီးော်တွေမှာရေနစ်မြုပ်တာတွေရှိနေတာပါ။ကြောက်တော်ဒေသခံတူဦးကတော့သူတို့ရွာမှာမြင်းနှိမ်ပိုင်းကနေတချို့ရေနစ်မြုပ်နေပြီဖြစ်ပြီးမိုးမစေပဲဆက်ရော်နေရင်ဒီထက်ပိုဆိုးလာမယ်လို့ပြောပါတယ်။ဒါအပြင်သူတို့ဒေသကသရီရှောင်းဟာကျင်းတဲ့အတွက်ရေစီးရေလာတိမ်မကောင်းပဲနှစ်စဉ်ရေမြုပ်လေးရှိတယ်လို့လည်းပြောပါတယ်။လက်ရှိမှာကြောက်တော်မြို့နယ်သရီရှောင်းဒေသကကြောက်တလုံးတရက်တပင်ရုံမပြင်စပစိတ်လိမ့်မစားတဲ့ကြီးော်တွေအပါအဝင်ကြောက်တော်မြို့ပေါ်ရက်ကွက်တချို့မှာပါရေနစ်မြုပ်နေတာဖြစ်ပါတယ်။ဒါအပြင်မင်းပြားမြို့နယ်ပဲမြောင်းကြီးဒေသနဲ့နေရာတချို့မှာလည်းရေကြီးရေရှမ်းမှုတွေရှိနေပြီးတော့တရက်ထက်တရက်နေအိမ်တွေပိုပြီးနစ်မြုပ်လာနေတာပါ။ပန်းမြောင်းကြီးရှောင်းနီကပိုးပြင်တောင်ဖွေးရကန်စိတ်ငတားစားတဲ့ကြီးော်တွေအပါအဝင်နေရာတချို့မှာပါရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတယ်လို့မင်းပြားဒေသခံတူကပြောဆိုထားပါတယ်။လက်တလုံးမှာတော့ရေနစ်မြုပ်နေတဲ့ဒေသခံတွေဟာကုန်းမြင့်ပိုင်းတွေကိုရွှေ့ပြောင်းနေကြပြီးတော့နီးစပ်ရာဆွေမျိုးနေထိုင်သူတွေနဲ့တခြားနေရာတွေမှာ